လူတွေကတရေတက်စီဆိုတာပြင်ပမှာပဲရှိတယ်လို့ထင်တတ်ကြပါတယ်။တကယ်တော့ကြောက်စရာအကောင်းဆုံးတရေတက်စီဆိုတာလူတွေရဲ့စိတ်ထဲကအမုန်းတရားတွေတန်တရားတွေနဲ့အထီးကျန်မှုတွေထဲမှာပုံအောင်နေတတ်တာပါပဲ။ဒီနေ့ကျွန်တော်ပြောပြမယ့်ဇာတ်လမ်းကတော့အညာမြို့လေးတစ်မျိုးကနေရန်ကုန်ကိုအိမ်မက်ကိုစီနဲ့တိတ်လာခဲ့တဲ့တငယ်ချင်း၄ယောက်မထင်မှတ်ပဲငားမိသွားခဲ့တဲ့အဆောင်ဟောင်းတစ်ခုကသူတို့ရဲ့ချစ်ချင်းမြတ်တာတန်ရောစင်တွေကိုဘလို့ချီမွမ်းပစ်ခဲ့လဲပြီးတော့အဲ့ဒီအမောင်တို့တွေကနေအသက်လူပြီးဘလို့ထွက်ပြေးခဲ့ရလဲဆိုတဲ့ဖြစ်ရမှန်ဇာတ်လမ်းတစ်ပုဒ်ကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်တငယ်ချင်း၄ယောက်ကဇေယျမင်းခန့်အောင်နဲ့တီဟာတို့တငယ်ချင်း၄ယောက်ရန်ကုန်ကိုရောက်လာခဲ့ပါတယ်ရောက်ချင်းမှာပဲအလုပ်တွေရှာကျောင်းတွေတက်ဖို့အဆောင်တစ်ခုကိုအပူတပြင်းလိုက်ရှာခဲ့ကြရတယ်ဒီလိုနဲ့ရန်ကုန်ရဲ့ကုန်ကျစရိတ်တွေကြောင့်သူတို့၄ယောက်ပေါင်းနေလို့ရမယ်ဈေးလဲတက်တာမယ်နေရာတွေကိုရှာရင်ပစွန်တောင်ဘက်ကလမ်းတွေလေးတစ်ခုထဲမှာရှိတဲ့ကိုလိုနီလက်ရာအုံညက်တစ်သားအိမ်ကြီးတစ်လုံးကိုတွေ့ခဲ့ကြတယ်ဒီလိုနဲ့သူတို့တွေအဲ့ဒီအိမ်ကြီးတွေကိုဝင်သွားခဲ့ကြတယ်အဲ့ဒီအိမ်ကြီးထဲမှာအဆောင်ပိုင်ရှင်ကဥပမြင့်နဲ့အသက်60ကျော်လောက်ပဲအမြဲတမ်းပြုံးနေတတ်ပေမဲ့သူ့ရဲ့အပြုံးတွေကမျက်လုံးထဲထိမရောက်နိုင်ဘူးဒီလိုနဲ့သူတို့တွေအဆောင်တွေပါတွေစုံစမ်းကြရင်းနဲ့အဲ့ဒီအိမ်ကြီးမှာငားရမ်းမှုအတွက်ဖြစ်လာခဲ့တယ်ကဲမင်းတို့၄ယောက်နေရမှာဒီအပေါ်ကအခန်းနံပါတ်၄ကအဆင်ပြေဆုံးပဲနေရာလဲကျယ်တယ်ဈေးလေးတန်တယ်လို့ဥပမြင့်ကပြောရင်တော့တွဲတွေကိုကမ်းပေးခဲ့လိုက်တယ်အခန်းလေးကိုဝင်လိုက်တာနဲ့မှုန်နဲ့လိုဆေးရုံကအနံ့လိုစူးရှက်အနံ့တစ်ခုကိုအရင်ဆုံးခံစားလိုက်ကြရတယ်အခန်းတော့မှာတစ်သားဗီဒီယိုအဟောင်းကြီးတစ်ခုရှိတယ်တော့ခတ်ထားတယ်ပြင်းပေါက်တွေကတစ်ပင်အုပ်ကြီးတွေနဲ့ကွယ်နေတော့နေကင်းဘတ်တော်အခန်းကမှောင်လူဖြစ်နေတယ်ဒါပေမဲ့ပတ်စံရမ်းချွေတာခြင်းနေတဲ့သူတို့တငယ်ချင်း၄ယောက်တော့ဒီအချက်တွေကိုလီကိုရှို့ပြီးနေဖို့ဆုံးဖြတ်ခဲ့ကြတယ်ပထမ3ရက်ကဘာပြဿနာမှမရှိခဲ့ဘူးဒါပေမဲ့စတုထမြောက်ညကစပြီးအရာအားလုံးပြောင်းလဲသွားခဲ့တယ်ည2 နာရီလောက်မှာအောင်တယောက်အပေါ့သွားခြင်းလို့နိုးလာခဲ့အခန်းပြင်ကရေချိုးခန်းကိုသွားဖို့တကားဖွင့်လိုက်တဲ့အချိန်မှာအခန်းရှိဇင်းကြံလမ်းလျှောက်မှာရေတွေဆူရွှဲနေတာကိုတွေ့လိုက်ရတယ်အပေါ်စီးကနေရေတွေကျနေတာမဟုတ်ပဲခြေရာလိုအဆူတွေခြေရာတွေကအခန်းလေးရဲ့တကားဝရှိမှရက်နေတယ်အောင်ကလန့်ပြီးအခန်းထဲကိုပြန်ဝင်လာတော့မင်းခန့်ကမင်းဘာဖြစ်နေတာတော့အေးကြီးပြက်တယ်ကွာဆိုပြီးဒေါသတကြီးနဲ့អော်လိုက်တယ်နောက်ရက်တွေမှာအရာဝတ္ထုတွေနေရာတွေရွှေ့လာတယ်တရားရဲ့လက်ပတ်နာရီဇေယျရဲ့ပတ်စံအိတ်တွေခဏပျောက်တတ်ပြီးမထင်ထားတဲ့နေရာတွေမှာပြန်ပြီးတော့တွေ့တတ်တယ်ဥပမာအမိုက်တောင်းတွေရေချိုးခန်းတွေကရေပုံးတွေမှာပြန်တွေ့ခဲ့ရတယ်တရားကတော့ငါတို့တွေအလုပ်ပင်ပန်းလို့မိတတ်နေတာလို့အကြောင်းပြပေမဲ့အောင်ကတော့တစုံတယောက်သူတို့အခန်းထဲဝင်နေတယ်လို့အခိုင်အမာစိတ်ထဲကယုံကြည်လာတယ်ဒီအဆောင်ကတာမန်ချောင်းလန့်တာမျိုးမဟုတ်ဘူးလူတွေရဲ့စိတ်ထဲကအားနည်းချက်တွေကိုတဖြည်းဖြည်းချင်းချောက်လန့်လာတယ်အရင်ကညီကိုလိုချစ်ခဲ့ကြတဲ့သူတို့၄ယောက်ကြားမှာတန်တရားတွေဝင်လာတယ်တညမှာမင်းခန့်ရဲ့ဖုန်းကပျောက်သွားတယ်သူကအောင်ကိုဆွဆွဲတယ်မင်းမနေညကငါဖုန်းကိုကင်နေတာငါမြင်တယ်မင်းရွာကိုပတ်စံပြန်ပို့ခြင်းလို့ငါဖုန်းကိုရောင်းစားဖို့ယူထားတာမလားဆိုပြီးအော်ဟစ်ဆဲဆိုတယ်အောင်ကငါမယူဘူးဆိုပြီးငိုပြီးတော့ညင်းမိမယ်မင်းခန့်ကလက်ပါတဲ့အထိဖြစ်လာခဲ့တယ်ဇေယျကဝင်ဆွဲတော့မှရန်ဖြစ်တာရက်သွားတယ်အဲ့ဒီညကသူတို့၄ယောက်တယောက်နဲ့တယောက်စကားမပြောကြတော့ဘူးညလေကောင်မှာ
ဇေယျနိုးလာတယ်သူ့ကရင်ဘေးမှာမင်းခန့်ရက်နေတယ်မင်းခန့်ရဲ့မျက်လုံးတွေကပြူးကျယ်နေပြီးအောင်းကိုစိုက်ကြည့်နေတယ်သူတို့ကိုတပ်ပစ်လိုက်ရင်ငါတို့အေးချမ်းသွားမယ်မလားလို့မင်းခန့်ကအတန်ကွဲကြီးနဲ့ရီရွတ်နေတယ်ဇေယျကြက်သိမ်းမွေးကြီးနေထသွားပြီးမင်းခန့်မင်းဘာတွေပြောနေရလဲလို့မေးလိုက်တဲ့အခါမင်းခန့်ကရုတ်တရက်လဲချသွားပြီးတတိလစ်သွားတယ်မိုးလင်းတော့မင်းခန့်ကဘာမှမမှတ်မိဘူးဒါပေမဲ့သူတို့၄ယောက်ကြားကအကြောင်းကတော့ကြီးတဲ့ကိုကြီးလာခဲ့တာပေါ့သူတို့ကြားမှာစကားများရတာတွေများလာတယ်အခန်းထဲမှာနေရတာအသက်ရှူကျက်လာတယ်လို့လေတို့ကလည်းလေးလံနေကြတယ်တယောက်ကိုတယောက်ကြည့်ရင်အမုန်းတရားတွေနေကြီးပဲဒီနေ့တော့တီးရအခန်းထဲမှာတယောက်လေးရှိနေတဲ့အချိန်တောင်းကတော့ခတ်ထားတဲ့ပီယိုကြီးစီကနေတောက်တောက်တောက်ဆိုတဲ့အတန်ကိုကြားလိုက်ရတယ်ဒီလိုနဲ့တီးရတော့ကြည့်တော့ပွင့်နေဗီဒီယိုထဲမှာလည်းဘာမှမရှိဒီလိုနဲ့တီးရဗီဒီယိုထဲကိုဆက်စုပြီးရှာကြည့်ရင်းနဲ့မှတ်စုဆောင်ဟောင်းတအုပ်တွေ့ခဲ့တယ်ဒီလိုနဲ့မှတ်စုဆောင်ကိုဖွင့်ကြည့်လိုက်တော့အရင်ကငားသွားတဲ့သူရဲ့တန်ရာကြီးဖြစ်နေတယ်ကျွန်တော်အခန်းလေးကိုပြောင်းလာတာတလားရှိပါပြီကျွန်တော်တငယ်ချင်းတွေကကျွန်တော်ရဲ့ပတ်စံတွေကိုလိန်ယူပြီးထွက်သွားကြတယ်ပြီးတော့ကျွန်တော်ဒီခန်းထဲမှာတယောက်တည်းဘသူ့ကိုမှမယုံကြည်တော့ဘူးသူတို့အကုန်လုံးသေတဲ့နေကျွန်တော်ရဲ့အထီးကျန်မှုတွေကျွန်တော်ရဲ့အစင်မပြေမှုတွေကျွန်တော်ရဲ့နာကျည်းမှုတွေနဲ့ဒီအခန်းထဲမှာပဲကျွန်တော်အဆုံးသတ်တော့မယ်ဆိုတဲ့စာကိုတွေ့လိုက်တယ်နောက်ဆုံးစာမျက်နှာမှာသွေးကွက်တွေစွန်းထင်းနေတယ်ဒီဟာသိလိုက်ပြီဒီခန်းထဲမှာတည်ဆုံးသွားခဲ့တဲ့အဲ့ဒီလူရဲ့နာကြီးချက်တွေကအခုထိသူတို့၄ယောက်ရဲ့စိတ်ကိုဝင်ရောက်ခြေလည်နေတယ်ဆိုတာကိုပဲတီဟာကတဏှာကြီးကိုပြပြီးတငယ်ချင်း၃ယောက်ကိုရှင်းပြဖို့ကြိုးစားတယ်ဒါပေမဲ့အဲ့ဒီညမှာပဲအရာအားလုံးပောက်ကွဲထွက်သွားခဲ့မင်းကန်ကအရက်တွေမူပြီးအဆောင်ပြန်လာတယ်လက်ထဲမှာလည်းဓာတ်တူတစ်ချောင်းပါလာတယ်မင်းတို့ကောင်တွေငါ့ကိုတစ္ဆာဖောက်ဖို့ကြံနေကြတာမလားဥပမြင့်ကငါ့ကိုအကုန်ပြောပြပြီးသွားပြီလို့အော်တယ်ဇေယျကမင်းခန့်တငယ်ချင်းတတိထားစံဥပမြင့်ဆိုတာအောက်ထပ်မှာအိတ်နေတာမင်းနဲ့ဗမာတွေ့လို့လေဒါငါတို့ကိုရန်တိုက်ပေးနေတာငါတို့စိတ်တွေကိုထိန်းချုပ်နေတာလို့အော်ပြောတယ်ဒါပေမဲ့မင်းခန့်ကမချားတော့ဘူးဘာမှလည်းမမြင်တော့ဒါနဲ့နီးနောက်မှာရှိတဲ့အရာတွေကိုရမ်းပြီးတော့ခုတ်တယ်အခန်းထဲကမီးသေးကပုတ်ခတ်ဖြစ်လာပြီးရုတ်တရက်အမောင်တိကျသွားတယ်အမောင်ထဲမှာအေးဆက်ဆက်အတန်ကြီးတစ်ခုထွက်လာတယ်မင်းတို့အားလုံးငါလိုပဲအထီးကျန်သွားနဲ့သေရမယ်အဲ့တန်ကြီးကိုကြားတော့အော်လန့်ပြီးအော်ငိုတယ်တီဟာကမင်းခန့်ကိုဝင်လုံးတယ်ဇေယျကစိတ်ကိုအတည်ငြိမ်ဆုံးထားလိုက်ပြီးအခန်းတော်ကိုကြည့်လိုက်တဲ့အခါဘီယိုနားမှာရက်နေတဲ့အရင်မဲကြီးတစ်ခုလေပင်မှာကျိုးပွင့်ဆွလျက်သားနဲ့သူတို့ကိုကြည့်ပြီးရေနေတာကိုမြင်လိုက်တယ်အဲ့ဒီအရေးကြီးစီကထွက်လာတဲ့အမွေမဲတွေကမင်းခန့်စီကိုဝင်ရောက်နေတာကိုဇေယျသတိထားမိလိုက်တယ်မင်းခန့်ငါတို့ကရွာကလေးကအတူတူကြီးပြင်းလာတဲ့ညီကိုတွေကွာငါတို့မင်းကိုဘယ်တော့မှတစ္ဆာမဖောက်ဘူးငါ့ကိုကြည်စမ်းဇေယျကမင်းခန့်ကိုဖတ်ထားပြီးအော်ပြောလိုက်တယ်တီဟာနဲ့အောင်ကလည်းမင်းခန့်ကိုဝိုင်းဖတ်ထားလိုက်ကြတယ်ငါတောင်းပန်ပါတယ်မင်းခန့်ငါမင်းကိုစိုးစိုးရွားဆက်ဆံခဲ့မိတယ်လို့အောင်ကငိုရင်းပြောတယ်သူတို့ရဲ့စစ်မှန်တဲ့တန်ရောစင်နဲ့ခွင့်လွှတ်မှုတွေကအဲ့ဒီအခန်းထဲကအမုန်းတရားတွေကိုတွန်းလှန်နိုင်ခဲ့ကြတယ်မင်းခန့်ရဲ့ခန္ဓာကိုယ်ကတုံရီသွားပြီးလက်ထဲကဒါလွတ်ချသွားတယ်အခန်းထဲကအရင်မဲကြီးကစူးစူးဝါးဝါအော်ဟစ်တန်ကြီးနဲ့အတူလေပြင်းတစ်ချက်တိုက်သလိုလွင့်စင်ပြောက်ဝေသွားတယ်သူတို့၄ယောက်လုံးအချိန်မဆွဲတော့ပဲအဝတ်စားတွေတော့မယူပဲအခန်းထဲကနေပြေးထွက်ခဲ့ကြတယ်ဒီလိုနဲ့အောက်ထပ်ကိုရောက်တော့ဥပမြင့်ရဲ့အခန်းထဲကိုဖွင့်ကြည့်လိုက်တော့ဟာလာဟင်းလင်းကြီးဖြစ်နေတယ်သူတို့ချန်ပီယံကိုရောက်ခံနေနာမှာအိမ်နောက်ကိုလှည့်ကြည့်လိုက်တော့အပေါ်တက်သူတို့နေခဲ့တဲ့အခန်းလေးရဲ့ပရင်းဖောင်မှာဥပမြင့်ကမတ်တရက်နေတယ်သူ့ဘေးမှာလေပင်ကိုကျိုးဝင်းဆွတ်ထားတဲ့အရင်မဲကြီးလေးရှိနေတယ်ဥပမြင့်ကသူတို့ကိုကြည့်ပြီးလက်ပြနှုတ်ဆက်နေတာကိုမြင်လိုက်တယ်
ဒီလိုနဲ့နောက်နေ့မနက်မှာသူတို့တွေအနီးအနားရဲစခန်းကိုသွားတိုင်တဲ့အခါရဲတွေကပြောတဲ့စကားကြောင့်သူတို့၄ယောက်လုံးဆွန့်အားသွားခဲ့တယ်မင်းတို့ပြောနေတဲ့အဆောင်ကလွန်ခဲ့တဲ့10နှစ်ကလေးကလူတွေမနေတော့တာကွာအဆောင်ပိုင်ရှင်ဦးပမြင့်ဆိုတာကလည်းသူ့တူတွေကအမွေလူပြီးနှိမ်ချလိုက်လို့အဲ့ဒီအခန်းလေးမှာပဲဇွဲချိုးချတည်သွားတာကြားလာပြီဒါမင်းတို့မသိဘူးလားဆိုပြီးတော့စကမ်းမူကပြောတယ်မင်းတို့ကဘယ်ကရောက်လာကြတာလဲတေချာမစုံစမ်းကြဘူးလားကိုနေမဲ့နေရာကိုဆိုပြီးစကမ်းမူကပြောတော့ဘလို့အဆက်အသွယ်နဲ့မင်းတို့အဲ့ဒီအခန်းကိုငားပြစ်သွားကြတာလေဆိုပြီးစကမ်းမူကြီးကမေးတော့ကျွန်တော်တို့တငယ်ချင်း၄ယောက်ကအညာဒေတာကလာခဲ့ကြတာဒီမှာရန်ကုန်မှာလှုပ်လာလှုပ်ကြတာနဲ့ကျောင်းလာတက်ကြတာပေါ့ဗျာအခုလိုမျိုးတွေမဖြစ်ဘူးတော့ကျွန်တော်တို့လည်းမသိဘူးဈေးသက်သာလို့ရောမြို့ထဲမှာပဲနေရတာဆိုတော့ကျွန်တော်တို့ကငားလိုက်မိတာလို့ပြောပြီးစကမ်းမူကကဲအခုမင်းတို့တည်သွားပြီဆိုတော့နောက်ဆိုရင်ကိုနေမဲ့နေရာတွေဘာတွေကိုတေချာစုံစမ်းပြီးမှငားကြကွာဆိုပြီးတော့ပြောပြီးတော့စကမ်းမူကပြန်လွတ်လိုက်ကြတယ်တကယ်ချင်း